တော်များများတိုက်တွန်းနေကြတယ်ပေါ့နော်အခုတလုံးမှာ institution ခိုင်မာဖို့နဲ့ COC အောက်ဝင်ကြဖို့ဆိုတဲ့ကိစ္စရပ်လေးတွေပေါ့အဲ့တော့ကျမတို့ကအခုဆိုလို့ရှိရင်ကျမတို့က AA နဲ့ခိုင်နိုင်ပြီပြောရမှာပေါ့နော် AA ဆိုလို့ရှိရင်ဒါစပြီးတော့တော်လန်ရေးစတဲ့ကသူတို့ထောက်လျှောက် AA နဲ့တွေ့လို့ရှိရင်စစ်ကောင်စီကအမြဲတမ်းခံဘက်ကကြီးပဲ AA ဟာတော်တော်လေးကိုမှအလုတ်လုတ်ပြီးတော့မှတော်တော်လေးခြေတံလုံးလုံးနဲ့သတင်းတွေလည်းမပေါက်ကြဘူးကျမတို့တို့ထဲက PDF တွေထဲကလည်းဒီ AAC ကိုဝင်သွားတဲ့ AACOC အောက်ဝင်သွားတဲ့လူတွေရှိပါတယ်ဒါပေမဲ့သူတို့ဘာတခွန်းမှအတန်ပြန်ထွက်မလာပါဘူးထွက်လို့လည်းမရပါဘူးအဲ့ဒါကတော့သူတို့ရဲ့ institution ခိုင်မာနေမှုနဲ့ COC ရဲ့တခုတည်းရဲ့အောက်မှာတည်ရှိနေမှုကြောင့်ဒီလိုမျိုးတွေသူတို့အောင်ပွဲခံနေတာပါကျမတို့ကဒီ COC အောက်ဝင်ဖို့ဆိုတဲ့နေရာမှာတချို့အကြံပေးကြတာရှိရပေါ့နော်အဲ့ဒါတော့ဘယ် COC အောက်ကိုပဲဖြစ်ဖြစ်ဝင်ပါဆိုတဲ့ဟာရဲ့ UNG ရဲ့ COC အောက်ထဲကိုဝင်ပါဆိုတဲ့ဟာရဲ့ပေါ့အဲ့မှာကျမကတော့ UNG ရဲ့ COC အောက်ထဲကိုပဲဝင်ပါလို့တိုက်တွန်းချင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် UNG ဟာဘယ်လိုပဲဖြစ်ဖြစ်ကျမတို့အစိုးရပါအဲ့တော့ဒီအစိုးရကိုကျမတို့ကဘာကြောင့်တခဲတနက်ဝန်းရံနေရတယ်လဲဆိုလို့ရှိရင်ကျမတို့မှာတခြားအစိုးရမှာမရှိတာเนาะပြီးတော့ကျမတို့မှာအချိန်မရှိတော့စစ်ကောင်စီကသူလုံရမယ့်အရာကိုဒါလိုက်တောက်လျှောက်လုံနေတာဖြစ်တယ်เนาะအဲ့လိုလုံနေတဲ့နေရာမှာကျမတို့မှာစိုးရိမ်စရာတခုစိန်ခေါ်ချက်ပေါ့เนาะကျမတို့အတွက်တော်လှန်ရေးအတွက်ကြီးကြီးမားမားစိန်ခေါ်ချက်ဖြစ်တာတော့ဘာလဲဆိုလို့ရှိရင်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့ဆက်ဆံမှုဘယ်လိုဖြစ်လာမလဲဆိုတဲ့ဟာကိုကျမတို့အတွက်ကတော်လှန်ရေးအတွက်ကစိန်ခေါ်မှုရှိနေတာအမှန်ပဲအဲ့တော့နိုင်ငံတကာအတိုင်းအဝိုင်းကသူတို့နိုင်ငံတွေကိုကျမတို့နိုင်ငံသားတွေဒုက္ခတွေဖြစ်နေအမျိုးမျိုးတိမ်းရှောင်လာကြတာအများကြီးဖြစ်နေပြီတအားများနေပြီအဲ့တော့အဲ့ဒီလိုမျိုးအနေထားမှာကျမတို့စိုးရိမ်ရမှာဘယ်လိုပဲဖြစ်ဖြစ်ဒီမိုကရေစီရသည်ဖြစ်စေမရသည်ဖြစ်စေတရားသည်ဖြစ်စေမတရားသည်ဖြစ်စေဒီမင်းအောင်လှိုင်ကိုတမနာကိုမင်းအောင်လှိုင်တမနာလုံးလိုက်တဲ့အပေါ်မှာသူတို့ကခေါင်းငိမ့်လိုက်မှာအတင်းစွတ်ငိမ့်ချမ်းရေးယူခိုင်းလိုက်မှာကြောက်ရတယ်နော်ဆိုတော့ကျမတို့နိုင်ငံမှာဘာတွေပဲဖြစ်ဖြစ်သူတို့နိုင်ငံနဲ့မဆိုင်ပါဘူးကျမတို့နိုင်ငံမှာဖြစ်နေတဲ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အရာအလုံးတွေသူတို့စီကိုလာပြီးတက်ရောက်နေပါတယ်ရိုက်ခတ်နေပါတယ်ဆိုတော့သူတို့ရဲ့နေဆက်စိုးရိမ်မှုတွေဟာကြာလာတဲ့အခါမှာသူတို့ရောခံနိုင်မလားဆိုတော့ကျမတို့စိုးရိမ်နေသူတို့ဘယ်ချိန်ထိမင်းအောင်လှိုင်ကိုလူရမသွင်းမဲနဲ့တောက်ခံပြီးတော့နေနိုင်မှာလဲပေါ့မင်းအောင်လှိုင်ကိုလူရမသွင်းတဲ့၍သူတို့နေဆက်တွေကိုဖျက်ကျော်လာမယ်မြန်မာနိုင်ငံသားဒုက္ခတွေအများကြီးပဲရှိဒီလိုမျိုးအများကြီးဝင်လာတဲ့အတွက်ပြဿနာပေါင်းစုံဖြစ်လာတယ်ပြီးတော့အမျိုးသားရေးစိတ်တက်ကြွနေတဲ့သူတို့နိုင်ငံရဲ့လူတွေကနိုင်ငံသားတွေကိုယ်တိုင်ကမကြိုက်တော့တဲ့အခြေအနေမျိုးတွေဖြစ်လာတယ်အဲ့လိုအခြေအနေမျိုးမှာလိုပဲဖြစ်ဖြစ်မင်းအောင်လှိုင်ကိုလူရသွင်းလိုက်မှာအတင်းစွတ်ငင်းချမ်းရေးယူခိုင်းလိုက်မှာကိုကျမတို့ကစိုးရင်ရတဲ့အနေအထားဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့ကျမတို့မှာထပ်ပြီးတော့တခြားဘယ်အစိုးရအောင်မှလည်းပြောလို့မရတော့သလို UNG နေရာမှာဘယ်သူမှမလုပ်နိုင်ဘူးနော် UNG ဆိုတာတဦးတယောက်တည်းကိုပုဂ္ဂိုလ်တစုတစ်ဖွဲ့ကိုပြောတာမဟုတ်ဘူးဒီကျမတို့ရွေးကောက်တင်မြောက်ထားတဲ့ထဲကနေပြီးတော့ပါတီကနေပြီးတော့မွေးဖွားပေါက်ဖွားလာတဲ့တော်လိုင်းကာလမှာထွက်လာတဲ့လူတွေအဲ့ဒီလူတွေကလွဲရင်ဘယ်သူမှမလုပ်နိုင်တော့ဆော့ဆော့မိုင်းကာလမှာတော့ဖြစ်နိုင်လိမ့်မယ်အခုကကျမတို့မှာအချိန်လည်းမရှိတော့ဘူးချိန်လည်းမမီတော့ဘူးကျမတို့ကဘလို့ပဲဖြစ်ဖြစ်ကျမတို့အစိုးရ UNG ကိုကျမတို့ကဝိုင်းဝန်းပြီးတော့မှဝန်းရတော့မှာအမှန်ပဲเนาะအဲ့အတွက်တချို့ကိစ္စတွေမှာမျိုးလုံးတစ်ဖက်မိတ်ပေးထားမယ်ကိစ္စတွေအများကြီးပဲရှိတယ်အဲ့တော့လူတွေကអော်ကြတယ်ဘာကိုអော်ကြတာလဲဆိုလို့ရှိရင်အခုတော်လိုင်းကာလကြာလာပြီเนาะတော်လိုင်းက9နှစ်6နှစ်တည်းဝင်လာပြီ6နှစ်တည်းဝင်လာတဲ့အခါမှာဘာမှမလုပ်နိုင်သေးဘူးလားဘာမှအယုံလုံးမပေါ်သေးဘူးလားဆိုတဲ့အားမလို့အားမရတဲ့စိတ်တွေပြီးတော့တော်လိုင်းအပေါ်မှာထားတဲ့ဂျုံကြည်ချက်တွေကျဆင်းသွားတာတော့အမှန်ပဲအဲ့ဒီအတွက်မိကုန်းတွေလည်းထုတ်လာတယ် UNG အသုံးမကျဘူးဆိုတော့တပ်ပါတီအုပ်စုကတမျိုးပေါ့နော်ဒါကတော့သူတို့ရဲ့ခံယူချက်ကတော့ကျွန်မစကားနဲ့ထည့်ပြောစရာမလိုတော့ပါဘူးသူတို့ကတော့အများနဲ့ UNG မှမဟုတ်ဘူးဘယ်သူပဲတက်လာသူတို့ကစိတ်တိုင်းကြမဲ့အဖွဲ့မဟုတ်ဘူးပေါ့နော်အဲ့တော့ပြည်သူလူထုကိုပဲကျွန်တော်တို့အဓိကကြည့်ရမှာပြည်သူလူထုစိတ်တကြလာတယ်ပြည်သူလူထုကဒီတော်လိုင်းရေးပေါ်မှာညီးငွေလာတယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာတော်လိုင်းရေးအတွက်ထောက်ပံ့ငွေကအမတန်မှဒုက္ခရောက်မယ်ပေါ့နော်အမတန်ပြောရဆိုရမယ်ထောက်ပံ့ငွေအတွက်စိုးရင်ရမယ်အနေထားမျိုးဖြစ်သွားမယ်အဲ့ဒီအတွက်ကျမတို့က UNG ရဲ့လှုပ်ဆောင်မှုတွေကိုကျမတို့အခုချိန်မှာကြည့်ရတချို့ကိစ္စတွေမှာဒီ LPD အပ်တွေနဲ့ UNG နဲ့ဖြစ်တဲ့ပြဿနာတွေမှာတော်တော်လေးကိုမှ UNG အနေနဲ့နော်စောင့်ကြည့်ဒါညှိနှိုင်းတာအားလုံးလုပ်ခဲ့ပြီးတော့မှမဖြစ်မနေကြမှာဒီတယောက်နဲ့တယောက်ပုံပဲ့တဲ့ဒီတိုက်ခိုက်တဲ့ဒီဖြစ်လာကြတာကြည်ပေါက်တဲ့ဒီဖြစ်လာကြတဲ့ကိစ္စတွေကိုကျမတို့အနေနဲ့ဒါကိုနားလည်ပေးထားဖို့လိုအပ်တယ်နော်အဲ့တော့အဲ့လိုပြောရင်ကျမတို့ကဒီ UNG ကိုဟာလာအလုံးစုံကောင်းနေပါတယ်အလုံးစုံတော်နေပါတယ်ဆိုပြီးတော့ကျမတို့ထောက်ခံနေတာမျိုးမဟုတ်ဘူးကျမတို့ဟာမဖြစ်မနေသွားရမှာကလက်ရှိကျမတို့ UNG နဲ့ဒီ LPD အပ်တွေ PDF တွေနဲ့တစည်းတစ်လုံးနဲ့ရှိမှကျမတို့ကအရှိကိုခြေနှမ်းလှမ်းနိုင်မှာဖြစ်တယ်မဟုတ်ရင်ကျမတို့ကဒီတိုင်းရက်တန့်နေမှာဒီတိုင်းသွေးအေးနေမှာအဲ့တော့ LPD အပ်တွေက UNG ရဲ့ COC အောက်ကိုမဝင်ဘူးဆိုလို့ရှိရင်ဒီ LPD အပ်တွေကဘယ်လောက်အင်အားရှိလို့လဲဘယ်လောက်ထိအင်အားများလို့လဲစစ်ကောင်စီကိုဘယ်လောက်ထိပြုတ်နိုင်ပါလဲပြုတ်နိုင်မယ်ဆိုလို့ရှိရင်တော့
LPDF တွေကြီးပဲတက်စုဖွဲ့နိုင်လားဟုတ်လား UNG နဲ့စင်ပြိုင်ပေါ့ရှင် UNG မှာလည်းဒီအင်အားရှိသလောက် LPDF တွေကလည်းလိုက်ပြီးတော့ပြိုင်ပြီးတော့ UNG ရဲ့အင်အားနဲ့အတူညီလူညာလူသွားနိုင်တယ်ဆိုလို့ရှိရင်တော့တချို့လူတွေအကြံပေးနေတယ်လို့မျိုးပဲညှိနှိုင်းပြီးသွားလို့ရတယ်မဟာမိတ်ဖြစ်သွားလို့ရနိုင်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုးလည်းမဖြစ်ဘူးဆိုလို့ရှိရင်ဟိုတစ်ဖွဲ့ဟိုတစုဒီတစ်ဖွဲ့ဒီတစုနဲ့ဘာအတွက်ကျမတို့ကဘာကိုစောင့်နေရမှာလဲပေါ့ထိရောက်မှာလားပေါ့ဒီလိုဖြစ်လို့သူတို့စုဖွဲ့လို့မရဘူးဆိုလို့ရှိရင်ရှိပြီးသားအစုဖွဲ့ရှိပြီးသားအစိုးရရဲ့အောက်ကို COC အောက်ကိုဝင်ဖို့အရေးကြီးပါတယ်ဒါပြည်သူလူထုလိုချင်တဲ့ဆန္ဒပါပဲเนาะအဲ့တော့ရခိုင်ကိုကျမတို့ကကြည့်မယ်ဆိုလို့ရှိရင်ရခိုင်ဟလာရခိုင်ကိုအားကြတယ်နင်တို့ကမလုံနိုင်ဘူး UNG ကမလုံနိုင်ဘူးရခိုင်လောက်တော့အသုံးကြဘူးဆိုရခိုင်လောက်အသုံးကြမကြသိချင်ရင် COC အောက်ထဲကို UNG ရဲ့ COC အောက်ထဲကို DPDF တွေ LPDF တွေအားလုံးတစုတစည်းလေးဝင်နိုင်အောင်ဝိုင်းဝန်းပြီးတော့တိုက်တွန်းကြရမယ်နှိုးဆော်ကြရမှာပဲဒါကပြည်သူကလုပ်ရမှာပြည်သူတွေအနေနဲ့អော်ရမယ်ပြည်သူတွေအနေနဲ့ပြောရမယ်ဒါကျမလည်းပြည်သူတယောက်အနေနဲ့ဒါတွေကိုခုနောက်ပိုင်းမှာစောင်းပေးပြီးတော့ပြောလာတယ်ဆိုတာကျမတို့တော်လှန်ရေးအခြေအနေကဒီလိုမျိုးကိုအခြေအနေကိုတွန်းပို့နေပြီကျမတို့မှာအချိန်သိမ့်မရှိကျမတို့မှာအချိန်သိမ့်မရှိဘာကြောင့်အချိန်သိမ့်မရှိရလဲဆိုကျမစောစောကပြောခဲ့သလိုပဲနိုင်ငံတကာစစ်စံရေးကတိတ်အရေးကြီးနေတယ်အဲ့တော့ကျမတို့ကနေမြေနဲ့စကားပြောရမယ်ဘယ်သူနဲ့ပဲစကားပြောကျမတို့ကစစ်အနိုင်တိုက်ရေးနဲ့ပဲကျမတို့ကသွားရမယ်ကျမတို့သိမ်းသားနိုင်တဲ့နေမြေတွေပြပြီးတော့မှကျမတို့ကစကားပြောရမယ်အခြေအနေမျိုးဖြစ်တယ်နော်အဲ့တော့အေးကိုအားကြပါလေဆိုရင်အေးလုံးတယ်လို့လုံနိုင်လားဟုတ်လားလူတိုင်းကလက်ရှိလုံနေတဲ့ပုံစံမျိုးကအင်မတန်ခြေတံတိတ်နဲ့လုံနေတာပြီးတော့မှာဘာမှငါ PDF တော့လုံလို့မရဘူးမှမရဘူးကျမတို့ UNG မှာရတယ်မှာကိုဟာလားကျမတို့က PDF တွေအနေနဲ့အောက်လက်ငယ်သားတွေအနေနဲ့ငါတို့ကတစ်ဖွဲ့တီးသန့်မင်းတို့ကတစ်ဖွဲ့တီးသန့်ငါရဲ့ခံယူချက်တိုင်းငါသွားနေတာငါတိုက်ချင်တယ်လို့တိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုသွားလို့မရဘူးကိုသွားလို့မရဘူးအရှိကိုမခံဘူးသူတို့နေနေပါ UNG ကိုတော့ဘာကြောင့်လုံလို့ရနေရလဲချင်းလေးပဲ UNG တအားပြော့နေလို့အဲ့ဒီ UNG ရဲ့ပြော့မှုဒီနော်ပြော့မှုဒီနောက်ပိုင်းမှာအခုတော့ဟာအပြစ်ပြောစရာဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့နောက်ပိုင်းမှာ UNG အဲ့ဒီလိုမျိုးပြောနေလုံနေတဲ့အတွက်နောက်ပိုင်းမှာပို့ပြီးအပြစ်ဖြစ်လာနိုင်တယ်ဒါကြောင့်မို့လို့ UNG ဒီဘာကိုမှဂရုမစိုက်ပဲအစိုးရအတိုင်းပဲသွားမယ်စစ်တပ်အတိုင်းပဲသွားမယ်အမိအာဏာနာခံမှုရှိအောင်သူတို့စူးစမ်းရမယ်လုံပန်းရမယ်ဒါကိုကျမတို့ပြည်သူလူထုကနားလည်ဖို့လိုတယ်UNG ဘယ်လောက်အသုံးကြလို့လဲ UNG ကဘယ်မှာယုံကြည်ရလို့လဲနော်ဒါကအများတန်းတိုက်ခိုက်ဘောမာတွေဘက်ကလည်းတိုက်ခိုက်တယ်ကိုယ့်ဘက်ကလူတွေဘာဆိုတဲ့လူတွေကလည်း UNG ကိုမကြိုက်ဘူးဆိုတဲ့အပိုင်းနဲ့သွားနေကြတာတွေ့ရတယ် UNG ကိုမကြိုက်ဘူးဆိုပြီးတော့ LPDF တွေကိုမြှောက်ပေးနေတာဒါကသွေးခွဲနေခြင်းဖြစ်တယ် LPDF နဲ့ PDF နဲ့ UNG ကြားမှာကောင်းကြီးသွေးခွဲလှုပ်ဆောင်နေတာဖြစ်တယ်အဲ့တော့အဲ့လိုသွေးခွဲလှုပ်ဆောင်တဲ့အထဲမှာကျမတို့လူပါလို့ဟုတ်လားတော်လှန်ရေးထဲမှာ UNG ကိုတော့မယုံကြည်ပါဘူးဆိုပြီးတော့မှတပ်ပါတီဘက်ကလေသံတွေအတိုင်းလိုက်ပြီးတော့မှထိုးခွဲနေတဲ့ကိစ္စတွေကိုကျမတို့ကအများကြီးသတိထားဖို့လိုတယ်ကျမတို့လူတော်လှန်ရေးဘက်ကလူဆိုတဲ့လူတွေထဲမှာစစ်ကောင်စီရဲ့လူဘယ်နှစ်ယောက်ပါနေသလဲဆိုတာကျမတို့ခံမှန်းလို့မရဘူးနောက်တစ်ခုကအခုမင်းအောင်လိုင်းအာဏာသိမ်းပြီးတော့ဒီနေ့ဒီချိန်ထိနော်6နှစ်တည်းကာလတည်းဝင်လာတဲ့အချိန်မှာအတိအကျစည်ရင်ကောက်ထားနိုင်တဲ့သေဆုံးမှုဒီတိုက်ပွဲမှာချက်ချင်းသေပေါ့နော်အဲ့လိုသေဆုံးမှုပေါ့အဲ့လိုသေဆုံးမှုဒီလူဦးရေတသိန်းကျော်သွားပါပြီနော်တသိန်းကျော်သွားပြီဒါကချက်ချင်းသေတွေရဲ့ဟိုပါပေါ့နော်စည်ရင်ပေါ့ဥမာဒဏ်ရာရပြီးတော့သေသွားတာတို့နော်စည်ရင်ပျောက်နေတာတို့လူမပျောက်နေတာတို့ဒါတွေမပါသေးဘူးနော်နောက်ပြီးတော့ပြည်တွင်းထဲမှာကသတင်းမီဒီယာအရင်နင်းနေတယ်လွတ်လပ်သတင်းထုတ်လို့မရတဲ့အတွက်ပြည်တွင်းထဲမှာဘယ်လောက်ထိတည်နေသလဲဘယ်လောက်ထိကြောက်ဆုံးမှုရှိတယ်လဲဆိုတာကိုလည်းအတိမပြုတ်နိုင်ကြသေးဘူးအဲ့ဒီအတိမပြုတ်နိုင်တာသေးတဲ့စရင်ဟာဒီ6နှစ်တည်းဝင်လာတဲ့အချိန်ကာလမှာလွန်ခဲ့တဲ့6လပေါ့နော်ဒါ6လနောက်ပိုင်းဖြစ်သွားပြီပေါ့လွန်ခဲ့တဲ့ဒီနှစ်တည်းမှာလွန်ခဲ့တဲ့6လမှာကောက်ထားတဲ့စရင်ဟာလူဦးရေနော်တသိန်းအကျော်မှာရှိတယ်ပြီးတော့အဲ့ဒီတသိန်း9နှစ်ကျော်ကာလအတွင်းမှာလူဦးရေတသိန်းကျော်အဲ့ဒီတသိန်းကျော်ဒီပြီးခဲ့တဲ့6လမင်းအောင်လိုင်းတမရဖြစ်ပြီးနောက်ပိုင်း6လမှာအဲ့6လထဲမှာပဲသေတဲ့လူဦးရေနှုန်းဟာ5000ရှိတယ်5000အကျော်မှာရှိတယ်နော်အဲ့တော့မင်းအောင်လိုင်းတမရတက်လုပ်ပြီးနောက်ပိုင်းကပို့ပြီးတော့လူအသေးအပြောက်များတယ်ဆိုတော့အဲ့ဒီလိုမျိုးအနေအထားမျိုးဖြစ်တယ်ကျမတို့ဒေါ်လာရေးအခြေအနေကကျမတို့တွေအမြန်ကိုတွန်းမှရတော့မယ်ဒါ9နှစ်လဲကြော်လာပြီဖြစ်တဲ့အတွက်ဒီမှာရုပ်လုံးပေါ်လာဖို့လိုအပ်တယ်ရုပ်လုံးပေါ်လာဖို့ကအခုမှစတင်ပြီးတော့ UNG အနေနဲ့လှုပ်ဆောင်နေသေးပဲရှိသေးတယ်လို့ကျမတို့အနေနဲ့မြင်ရပါတယ်အဲ့တော့ UNG အရန်ပြောတယ်လို့ပြောချင်တယ်ကျမတို့စိတ်အတိုင်းကြားဆိုလို့ရှိရင်တော့ကျမ UNG ကိုပြောချင်တာတအားပြောတယ်လို့ပဲကျမပြောချင်တယ်မဝင်ဘူးလားမဝင်နိုင်ဘူးလားမဝင်နိုင်ရင်ဝင်နိုင်အောင်လုပ်ရမယ်
ဝင်လာအောင်လုပ်ရမယ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်လုပ်ရမယ်လို့ကျမတို့ပြောချင်တယ်အဲ့တော့ကျမတို့ကဒီလိုမျိုးပြောလို့နင်တို့က line ပေါ်ကနေပြီးတော့အားချောင်းနေတာတို့နင်တို့ကကိုရင်းစာတရားမရှိဘူးနင်တို့အယူကြီးကဘလောက်ယုံကြည်ရလဲလို့ကျမတို့အဲ့လိုလာမပြောနဲ့ကျမတို့ကစစ်အနိုင်တိုက်ရေးကိုသွားနေတာကျမတို့ကအာဏာရှင်ပြုတ်ကြရေးကိုသွားနေတာအဲ့တော့အယူကြီးကောင်းတာမကောင်းတာကောင်းခြင်းမကောင်းခြင်းပြဿနာတစ်ခုခုဖြစ်လာလို့ရှိရင်အယူကြီးကဟိုလူကိုအေးမကြည့်ဘူးလားဒီလူကိုအေးမကြည့်လားဆိုတာတွေကျမတို့အခုချိန်မှာနားမထောင်ဘူး COC အောက်ထဲဝင် view ကကောင်းကောင်းခင်းနိုင်အောင်လုပ် institution ကောင်းအောင်လုပ်နော်အဲ့တော့ခိုင်မာတဲ့အဖွဲ့အစည်းစနစ်ကျတဲ့အဖွဲ့အစည်းဖြစ်ဖို့လိုတယ် control ကောင်းတဲ့အဖွဲ့အစည်းဖြစ်ဖို့လိုတယ်ကောင်းကောင်း control လုပ်နိုင်တဲ့အဖွဲ့အစည်းဖြစ်ဖို့လိုတယ်အဲ့တော့ကောင်းကောင်း control မလုပ်နိုင်ဘူးဆိုလို့ရှိရင်တရင်တစ်ဖွဲ့တွေကဟိုတစုတစုဘယ်သူကတိုက်နေမှန်းလဲကျမတို့မသိဘူးကျမတို့ကဟာလားထောက်ဖို့တွေကတော့ဒါထောက်ဖို့ပေးနေတာပဲ UNG ကနေတစ်ဆင့်မသွားလဲပဲကျမတို့အပြင်ကထောက်ဖို့တွေကတော့ဒါကိုယ့်ရဲ့ PDF တွေပဲကိုယ့်ရဲ့ LPDF တွေပဲဆိုပြီးတော့ထောက်ဖို့ပေးနေတာဒါပေမဲ့သူတို့တိုက်လားမတိုက်လားသူတို့ရှိမှလိုအပ်လားမလိုအပ်လားမသိဘူးဘာကြောင့်လဲစနစ်မကောင်းလို့ထိန်းချုပ်မှုမကောင်းလို့ control မရှိဘူးနော်အဲ့ဒီအဖွဲ့တွေမှာဘယ်သူ့ကို control လုပ်မှာလဲငါဖို့ငါတမင်းငါတစ်ချိန်လုပ်နေဒီခေါင်းဆောင်ရဲ့စကားတိတာအမှန်ဖြစ်နေသေးပြီဘလို့မှကျမတို့ကဘလို့မှစနစ်တကျသွားလို့ရမှာမဟုတ်ဘူးအဲ့တော့ကျမတို့လည်းမြေပြင်မှာဘာမှမြင်ရတာမဟုတ်ဘူးတွေ့ရတာမဟုတ်ဘူးအဲ့ဒီအတွက်အလုံးဝတွေကဟာလာဒီအဖွဲ့မှာတွားပြီးတော့စုပုံနေမလားဒီအဖွဲ့တကယ်လှုပ်လားမလှုပ်လားဆိုတာပဲကျမတို့သိရတာမဟုတ်ဘူးနော်အဲ့ဒီလိုအခြေအနေမျိုးသိကျင်တယ်ဆိုလို့ရှိရင်တော့ကျမတို့က COC အောက်တစ်ခုတည်းအောက်ကိုတွားဖို့တိုက်တွန်းဖို့လိုတယ်နောက်က PRS စနစ်ကိုကောင်းကောင်းတွန်းထိုးဖို့လိုတယ်အဲ့တော့ PRS အကြောင်းပြောလို့ရှိရင်နော်ကျမရဲ့ကျမကိုတည်နေတဲ့လူတွေပေါ့နော်ကိုလည်းပြောချင်တယ် PR တွေဝင်ကြပါအဲ့ PR နဲ့ပတ်သက်လို့ရှိရင်ကျမတို့မှလည်းဒီ PR စနစ်ကို run နေတာရှိပါတယ်ကျမမလေးရှားမှာဆိုလို့ရှိရင်ကျမတို့လာဆက်သွယ်လို့ရတယ်ဒါပေမဲ့ PR ကိုယ်စားလှယ်ဖြစ်နေကျမလုပ်နေတာတော့မဟုတ်ဘူးကျမရဲ့မိတ်ဆွေတွေရှိပါတယ်နော်ကျမနဲ့အတူတူတော်လှန်ရေးမှာတကယ်မှဒီနေ့ဒီလက်တွဲပါဝင်နေတဲ့ယုံကြည်စိတ်ချရတဲ့လူတွေ PR ကိုယ်စားလှယ်တွေရှိတယ်သူတို့ရှိမှလောင်းဝင်လို့ရတယ်ကျမတို့ခုကောက်နေတယ်ကျမကောက်နေတဲ့တစ်လ30ဆိုတဲ့ဟာပေါ့နော်ကျမကောက်နေတဲ့ဟာတလောက်စံအိတ်ကမ်ပိန်းရှိတယ်ကျွန်မထောက်ဖို့ထီအောင်တယ်ပြီးလို့ရှိရင်တလောက် ringgit 30မြန်မာငွေနဲ့ဆို3000လုံးနဲ့ကျွန်မလစဉ်ထောက်ဖို့အဖွဲ့ရှိတယ်အဲ့ဒီမှာ PRS နဲ့လစဉ်ထောက်ဖို့ကိုကျွန်မနှစ်ခုခွဲပြောခြင်းတယ် PRS ဆိုတာကတော့ PRS ကိုဝင်ခြင်းတဲ့လူ PRS ကိုတော့ဝင်လို့ရတယ်ကျွန်တော်တို့လစဉ်ထောက်ဖို့ဆိုတဲ့ဟာကကျွန်မငွေကြေးအများကြီးကောက်ထားတာမဟုတ်ဘူးတလောက်3000ပဲအဲ့ဒီ3000ဆိုတဲ့ဟာကျွန်တော်တို့ကဘယ်လိုသွားမလဲဆိုလို့ရှိရင်ဒီ PRS ကတော့ UNG ကနေတစ်ဆင့် UNG လက်အောက်ကတိုင်းတပ်ဖွဲ့တွေကိုသွားတယ်ကျွန်တော်တို့ဒီတလောက်ကို30ကောက်တဲ့အားတွေကလေကျွန်မ LPDL PDF ကိုကျွန်မပေးပါတယ်ပြောတာကျွန်တော်တို့ကပေးနေတာပါပဲဘာပဲဖြစ်ကျွန်တော်တို့ဘက်ကလူတွေပဲလေတော်လိုင်းရေးသမားတွေပဲလေရဲဘော်တွေပဲလေအဲ့အတွက်ကျွန်မပေးပါတယ်ပေးတယ်ဆိုတာအများကြီးပေးနိုင်ဘူးကိုရှင်ကျွန်မလည်းကျွန်မအင်အားရှိသလောက်တော့ပေးတာပေါ့နော်အဲ့တော့ PRS သွားတာကတော့ UNG ကနေတစ်ဆင့်သွားမယ်အဲ့ဒါကတကယ်ကိုမှဘဟုချုပ်ကင်မှုနဲ့သွားတာဖြစ်တယ်လို့အဲ့ဒီကိုကျွန်မပို့ပြီးတော့အားပေးတယ်ကျွန်တော်တို့ဒီမှာကောက်ခံနေတဲ့ဒီစမ်းအိတ်ကမ်ပိန်းတွေဒါလေးတွေကတော့အရေးပေါ့ကျွန်တော်တို့မှာလိုအပ်နေတာတွေအများကြီးပဲရှိတယ်နော်အရေးပေါ်စေယုံတရားမယ့်ကိစ္စတွေအရေးပေါ်စားနိုင်ရေးကလိုတဲ့ကိစ္စတွေမှာ UNG ကအဆင့်တင်ရတဲ့အတွက် UNG ကနေပြီးတော့ဟိုမြင်မကြနိုင်နောက်တစ်ခါ UNG ကိုကင်ထားတဲ့အဖွဲ့တရင်တစ်ဖွဲ့ကနေရလည်းမဟုတ်ဘူးအဲ့ဒီအတွက်နော်ဂျားထဲမှာကြံ့ကြာမှုရှိနိုင်တယ်ရှိကောင်းရှိနိုင်တယ်အဲ့ဒီလိုအခါမျိုးတွေမှာကျွန်တော်တို့ကဒီတလောက်ကို20 30ကောက်ထားတဲ့ပတ်စံလေးနဲ့ကျွန်တော်တို့ကထောက်ပို့လိုက်လို့ရတယ်နော်အဲ့တော့ထောက်ဖို့ကမလိုအပ်ဘူးမဟုတ်ထောက်ဖို့ကဒီတိုင်းကိုယ့်အကိုထောက်ဖို့လုပ်နေတဲ့လူတွေလည်းလိုအပ်တယ်အရေးပါတယ်လုပ်ဖို့လိုအပ်တယ်အဲ့ဒါကနော်သူ့ယုံကြည်လို့သူလာလူတဲ့ဟာကိုလည်းကျွန်တော်တို့ကဒါကိုလည်းအားပေးဖို့လိုအပ်တယ် PR အကူလည်းတွန်းဖို့တော့လိုအပ်တယ်အဲ့တော့ထောက်ဖို့ကိစ္စနဲ့ပတ်သက်ရင်တော့ကျွန်မနောက်မှာတက်ထပ်ပြီးတော့ပြောမယ်အဲ့ဒါအယုံကြည်လည်းကျွန်တော်တို့ဒီပြည်သူတယောက်အနေနဲ့မကြခဏအကြံပေးလေးရှိတယ်ပေါ့နော်ထောက်ဖို့တွေကိုလည်းလမ်းကြောင်းတစ်ခုလည်းဟိုကိုရောက်အောင်စစ်စစ်လုံးသွားကြပါဆိုတာကျွန်တော်တို့လည်းတောက်လျှောက်အကြံပေးနေတယ်ဘယ်ချိန်မှာတော့သူတို့ထားလို့လာမလဲတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်မပြောချင်တာကဒီအစိုးရကိုကျွန်တော်တို့ထောက်ခံနေခြင်းဒီသူတို့မှားတာမှန်တာကျွန်တော်တို့ကြည့်နေတာမဟုတ်ဘူးကျွန်တော်တို့မှာတွားရမယ်လမ်းကြောင်းဒီ UNG မရှိမဖြစ်လိုအပ်နေတာဖြစ်တယ်လို့ UNG ဒီကျွန်တော်တို့ရဲ့အစိုးရဖြစ်တယ်ရှိပြီးသားအစိုးရကိုပဲကျွန်တော်တို့ကဝိုင်းဝန်းပြီးတော့ဝင်ရမှာပဲကာကွယ်ရမှာပဲเนาะကို့အစိုးရအောင်မှာမကာကွယ်ကျွန်တော်တို့ကဘယ်သူ့ကိုကာကွယ်မှာလဲเนาะအဲ့တော့တိုင်းသားလက်နက်ကိုင်တွေရဲ့ COC အောက်ကိုတွားမလား UNG ရဲ့ COC အောက်ကိုတွားမလားဆိုရင်ကျွန်တော်တို့အစိုးရရဲ့ COC အောက်ကိုပဲတွားပေါ့တိုင်းသားလက်နက်ကိုင်တွေရဲ့အောက်ကို COC အောက်ကိုရောက်သွားလို့ရှိရင်နောက်ပိုင်းမှာပြဿနာတွေကဖြစ်လာတယ်အဲ့တော့စစ်တိုက်စားနေတဲ့အဖွဲ့တွေလည်းရှိတယ်ဒါရှင်းတော့အားလုံးသိနေသားပဲเนาะတိမ့်ပြီးတော့မှအရှိရတိမ့်နဲ့နောက်ကပြန်ပေးလိုက်ရတယ်ဒီ PDF တွေတိုက်ထားပြီးအသက်တွေပေးတာဘာမှပြောပိုင်ခွင့်မရှိတဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တို့ကြုံခဲ့ရပြီအဲ့ဒီအတွက် COC အောက်ကိုမဖြစ်မနေဝင်ရတော့မယ်ဆိုလို့ရှိရင် UNG အောက်ထဲကိုပဲဝင်စေချင်တယ်ဒါကကျွန်တော်တို့ရဲ့ဆန္ဒပြည်သူလူထုရဲ့ဆန္ဒဖြစ်တယ်အဲ့တော့ပြည်သူဆိုလို့ငါတို့တော့မပါဘူးလို့နော်ကနန်းတွေကဝင်ပြောလို့ရှိတယ်ရှင်တို့ပါတာမပါတာထက်အများပြည်သူလူထုဆန္ဒဟာ PDF LPDF နဲ့နော်UNG ကိုတပေါင်းတစည်းတဲ့ COC တခုတည်းအောက်မှာရှိစေခြင်းနဲ့ UNG ကို institution ကောင်းတဲ့ထိန်းချုပ်မှုအင်အားကောင်းတဲ့အဖွဲ့အစည်းအဖြစ်ဆက်လက်မြင်ချင်တာအဲ့ဒါပြည်သူလူထုအများစုရဲ့ဆန္ဒဖြစ်ပါတယ်လို့ပြောချင်ပါတယ်